ပဲမင်္ဂလာပါရှင်။အော်ပိုင်ခေချန်တဲ့ကနေကြိုဆိုလိုက်ပါတယ်။ခေခုဖြည့်ပေးချင်တာလေးတခုရှိရပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ခေရဲ့ဟော်ရာပိုင်ခေချန်ထဲမှာတင်ထားတဲ့အတန်ဇလန်းတွေတွေကဇက်ကောက်နေရဲ့အတန်တွေကို voice effect သုံးထတာလားဒါမှမဟုတ်2ယောက်3ယောက်ပြောထားလားဆိုတာကိုသိစေနေကြတဲ့သူတွေရှိရပေါ့နော်။ဆိုတော့ခေကvoice effect မှလည်းမသုံးထားပါဘူး။ခေတယောက်တည်းကပဲအတန်တွေကိုပြောင်းပြီးတော့စူးစမ်းတင်ဆက်ထားတာပါ။နားထောင်ရတဲ့သူတွေလည်းအဆင်ပြေအောင်ခေကျွမ်းကျင်သလောက်အတန်တွေကိုပြောင်းပြီးတော့ပြောသွားတာပေါ့နော်။ဥပမာဥပဒါအတန်ဆိုလို့ရှိရင်အေးလက်ကောင်ဘယ်သွားမလို့လဲကွာအလက်ကောင်ရဲ့အတန်ဆိုလို့ရှိရင်အဖေကဈေးစရာကြီးကိုသွားပင်ခိုင်းလို့ဥပဒါကြီးအလက်ကောင်ရဲ့ဖေတကြီးရဲ့အတန်ဆိုလို့ရှိရင်အလက်ကောင်မင်းစေးစရာသွားပင်တာကြားလိုက်တာကွာဘယ်သဝေထိုးနေရလဲအဲ့လိုပေါ့နော်တခြားသောအတန်တွေကိုလည်းခေကတတ်နိုင်သလောက်ပြောင်းပြီးပြောထတာပေါ့နော်ဆိုတော့သိချင်နေကြတဲ့သူတွေကိုဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါတယ်ဒီလိုမျိုးတရေတစေဆုံးကဝေးနဲ့ကင်မရာဇက်လန်ကောင်းတွေကိုအများကြီးထပ်ပြီးတော့တင်ဆက်ပေးသွားအောင်ပါမလို့ခေရဲ့ channel ကို subscribe လေးလုပ်ပြီးအားပေးကြပါဦးရှင်ဟော်ရဘိုင်ခေ channel ကိုအားပေးနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုခေကကျေးဇူးအများကြီးတင်ပါတယ်ရှင်